မင်္ဂလာပါဗျကိုချစ်ခမဲ့လောက်ကန်ရှာဖို့ပေးရမိဘပြည်သူများကိုနှုတ်ခွေတာကျူးဆိုပါတယ်ဒီနေ့ကျွန်တော်ကိုချစ်ကိုပေးရန် site တစ် site ကိုပေါ့နော်ကျွန်တော်ဖိုးလာမောင်ပေါ့နော်ကျွန်တော်လည်းအရန်ကိုရင်းနှီးတဲ့ညီလေးတယောက်ပေါ့အဲဒီ site ကိုလက်ရှိလူလာထည့်ပေးတာဖြစ်ပါတယ်ပေးရန် site ကိုပေါ့နော်ဒီနေ့အလားမနေ့၈နာရီရောက်ပေါ့လူလာထည့်ပေးတာဖြစ်ပါတယ်စောင်းနေ site တစ်ခုပေါ့နော်ပေးရန်လူချမ်းရဲ့ပေးရန်ဆရာရဲ့ဒီနေ့လာထည့်ပေးတာဖြစ်ပါတယ်ကိုချစ်ခမဲ့လောက်ကန်ရှာဖို့ပေးရမိဘပြည်သူများကိုနှုတ်ခွေတာကျူးဆိုပါတယ်ဗျနော်ကျွန်တော်ကိုချစ်ဖြစ်ပါတယ်ဒီနေ့ဒီ site ကိုလူလာထည့်ပေးတာဖြစ်ပါတယ်ဆောင်းတော့ဘူးလုံးနေတာဖြစ်ပါတယ်နော်ဒီကပြည်သူများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ဒီနေ့ကတော့ညီလေးတဲ့သားတာပေါ့ကောင်းပါလေညကတော့ညီလေးပေးရန် site အတွက်လူခေါ်ပေးပါဆိုကိုညီတန်းတောင်းခံပါညီလေးကလာခဲ့ကိုကြီးကိုချစ်လာခဲ့ညီလေးခေါ်ပေးမယ်ဆိုတော့ထိုးတော်မှာပေါ့နော်ဒီဟာကိုင်းနဲ့စောင်းပေါ့နော်ဒီမှာရောက်ကိုညီပြတာပါဒီမှာအဲ့အတွက်ကျွန်တော်လည်းဒီမှာလူလာထပ်ပြီးဖြစ်ပါတယ်ဒီလိုင်းကမ်းမှာဆိုလို့ရှိရင်အဆောင်ကဒီလက်ရှိတော့နှစ်ခုပေါ့နော်ဒီဟာရယ်ဒီရှေ့ကအခုမြင်နေရတဲ့အဆောင်ရယ်ဒီနှစ်ခုတော့ပြီးတော့လက်ရှိတရားလုံးမှာကဆောင်ဝက်တော့6လုံးလုံးမှာဖြစ်ပါတယ်ဆောင်လုံးလုံးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာကျွန်တော်ခေါ်လာတဲ့ညီလေးရလဲပေါ့နော်တက်ကြွကျူးစောလောက်ကြတဲ့လူတွေဖြစ်ပါတယ်နော်ပြီးရင်ဆရာရယ်ပြီးလို့ရှိရင်ပြီးရင်လူချမ်းရယ်ပေါ့နော်ကိုလက်ရှိလာထည့်ပြီးတော့ဖြစ်ပါတယ်စင်မပြေတဲ့ပေါ့နော်ဆိုကြပါမိဘပြည်သူများနော် CDN မိသားစုတွေစမှုထမ်းရှောင်းတွေပေါ့နော်စိုက်ရဖြစ်စပိဒုက္ခတဲ့တွေပေါ့နော်လုံးရရှိအတွက်ချိန်နဲ့တပြင်းကြီးကိုချစ်ခမဲ့လောက်ကန်ရှာဖို့ပြီးရကျွန်တော်ကိုချစ်ချိန်နဲ့တပြင်းကြီးလှုပ်ရှားပေးတာဖြစ်ပါတယ်လှုပ်ရရတော့ခါကြရင်လည်းချိန်နဲ့တပြင်းကြီးတင်ပေးပါတယ်ညာသူခေါ်ချင်းမှာပဲကျွန်တော်လည်းဘောနော်လူစုပြီးတော့အခုလာပို့ခြင်းဖြစ်ပါတယ်နော်ဒီဘပြည်သူများလည်းကျေးဇူးအများကြီးတင်ပါတယ်နော်ကိုကျက်လိန်ညာတာမရှိပါဘူးနော်အဲ့ဒါကူလာထည့်ပေးခြင်းဖြစ်ပါတယ်အဲ့အတွက်နော်ကျွန်တော်ဒီပြောချင်တာကကျွန်တော်ကိုကျက်အလုပ်တင်တာနဲ့ချက်ချင်းဖုံးဆက်သူကိုအရင်ဆုံးရွေးချယ်ပြီးတော့ထည့်ပေးခြင်းဖြစ်ပါတယ်နော်ဟလာလီတော့နားရပြပါပစင်ရတမထာပေါ့နော်1 2 3ပေါ့ပထမလူကိုဦးစားပေးရွေးတယ်ပြီးဒုတိယတတိယပေါ့အဲ့လိုနေစားရှိအဲ့ဒါလေးကြတော့ကျွန်တော်နားလည်းပြပါလို့မေတ္တာရက်ခံပါတယ်နော်ဒီလာထည့်ပေးထားတာဖြစ်ပါတယ်နော်ဒါလေးကတော့အခုစောင့်နေတာပေါ့နော်မပြီးသေးဘူးပေါ့ဒီဆောင်လေးကတော့အခုစောင့်နေမပြီးသေးဘူးခုမှလုံနေတော့မှရှိသေးပါတယ်နော်ခုမှလုံနေတော့မှရှိသေးပါတယ်ဆောင်လေးကဆောင်လေးကတော့တတ်ရဲလေးပေါ့သူလှုပ်ထားတာဆောင်လေးကတော့တတ်ရဲလေးဖြစ်ပါတယ်ကိုယ်တော့သူကျွန်တော်ညီလေးခုလက်ရှိလုပ်တဲ့ဟာပေါ့နော်ခုလက်ရှိကတော့ဒီမှာလူတွေခုလာပို့ထားပါတယ်လာပို့ထားတာပို့တော့မောတော့ကိုကြီးခဏဆောင်အောင်ဆိုတော့ခဏဆောင်နေဖြစ်ပါတယ်နော်ကျွန်တော်လာထည့်ပေးထားတာပါအခုလက်ရှိပါနော်ဒီကငါကျေးဇူးတင်ပါတယ်နော်ကျေးဇူးတင်ရှိပါတယ်မင်္ဂလာနဲ့လည်းခင်းလေးပါနော်